လန်းစာမှာလူတစ်ယောက်ဟာသူ့သွားကျိုးသွားတဲ့အခါတငယ်ချင်းဖြစ်သူကညအိပ်ရင်ခေါင်းအောက်မှာအဲ့ဒီသွားကိုထားအိပ်ဖို့အကြံပေးလိုက်ပါတယ်။ဒီလိုထားရင်မနှက်ကြပတ်စံရမယ်လို့ဆိုတာကြောင့်သူကလည်းတကယ်ပဲအဲ့ဒီလိုလုပ်လိုက်ပါတယ်။ညဘက်ရောက်တော့အမွေးဘွားသွားနဲ့သမီးလေးရောက်လာပြီးသွားကိုယူကာခေါင်းအောက်မှာဒေါ်လာ100တန်တစ်ရွက်ထားပေးခဲ့ပါတယ်။မနက်မိုးလင်းလို့အဲ့ဒီဒေါ်လာ100တန်ကိုမြင်တဲ့အခါအားလုံးပဲအံ့ဩမြင်တက်သွားခဲ့ကြတာပေါ့။ဒီအချိန်မှာခရမ်းကျင်တီးရုပ်ပေါက်နေတဲ့လောဘကြီးတဲ့တငယ်ချင်းတစ်ယောက်ကအကြံရသွားပြီးသွားတူတွေအများကြီးကိုသူ့ခေါင်းအုံးအောက်မှာသွားထားလိုက်ပါတယ်။ညရောက်တော့ထုံးစံအတိုင်းသွားနဲ့သမီးလေးရောက်လာပြီးသွားတူတွေကိုယူကာဒေါ်လာ100တန်တွေအများကြီးထားပေးခဲ့ပါတယ်။မနက်နိုးလာတော့သူ့ကိုယ်သူတန်းကြွယ်တထေးကြီးဖြစ်ပြီဆိုပြီးဝမ်းသာအားရနဲ့ပတ်စံရည်တဲ့ဆက်ထဲထည့်ကြည့်လိုက်တဲ့အခါမှာတော့သူထားခဲ့တာကသွားတူတွေဖြစ်နေတဲ့အတွက်နတ်သမီးပေးခဲ့တဲ့ပတ်စံတွေကလည်းအတုတွေကြီးပဲဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ဒီတော့သူလည်းအရန်ဒေါသထွက်သွားပြီးသူ့ရဲ့တကယ်သွားအစ်စ်တစ်ချောင်းကိုကိုယ်တိုင်ချိုးခေါင်းအောက်မှာထားကနတ်သမီးလာမဲ့အချိန်ကိုအသင့်ချောင်းနေပါတော့တယ်။မျောလင့်ထားတဲ့အတိုင်းနတ်သမီးလေးရောက်လာတဲ့အခါမှာတော့သူကနတ်သမီးကိုဖမ်းချုပ်အတင်းရိုက်နှက်ပြီးသူ့ကိုဒေါ်လာ69တန်းပေးဖို့ချင်းချောက်တောင်းဆိုလိုက်ပါတယ်။နတ်သမီးကလည်းမတက်တာတဲ့အဆုံးသဘောတူလိုက်ရပါတယ်။နောက်နေ့မနက်သူနိုးလာတဲ့အခါခေါင်းအောက်မှာပတ်စံတစ်ပြားမှရှိမနေတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုသူ့တငယ်ချင်းတွေအားလုံးကလက်နက်တွေကိုစီကင်ပြီးသူ့ကိုဝိုင်းလာကြပါတော့တယ်။ဘာလို့လဲဆိုတော့သွားနတ်သမီးကပတ်စံပေးမဲ့အစားလက်စားချေတဲ့အနေနဲ့သူ့ပါဇက်ထဲမှာကြံနေသေးတဲ့သွားတွေအားလုံးကိုရွှေတန်းတန်းတွေအဖြစ်ပြောင်းလဲပေးခဲ့လို့ပဲဖြစ်ပါတော့တယ်။